နောက်ကိုဘယ်ချထားမိလဲမမှတ်မိတာကိုမနေ့ကမှရုပ်ရှင်ကြည့်တာကိုအမိပဲမေ့နေပြီဒါကိုဒီနေ့မှထစ်တာပါကွာဆိုပြီးလစ်လျူရှုမထားပါနဲ့ဒါတဲ့အုံနောက်ကပေးနေတဲ့သတိပေးချက်ပါဒီတော့ပြင်ဆင်ထားရပါဒီနေ့မှတော့အုံနောက်အားကောင်းစေတဲ့အစားအစာတွေလည်းကပါတဲ့ကိုကျွန်တော်တို့စဉ်းကြည့်မှဖြစ်ပြီးမြင့်ညံလဲအုံနောက်ကိုလျှက်စစ်တဲ့အားတယောက်တလို့မြင့်တင်ပေးနိုင်တဲ့အစားအစာ9မျိုးကိုဖော်ထုတ်ပြတော့ပေးသွားမှာပါတဲ့အစီများတဲ့ငါအုံနောက်အတွက်စားရမယ့်အစားအစာလို့ဆိုလာရင်ထိတ်ဆုံးမှနေအမြဲပါနေတဲ့နမဲတကြီးတစ်ခုရှိပြီတင်ထင်းမှာပါအစီများတဲ့ငါးတွေပါအစီလားအစီတွေရှောင်ရမှာမဟုတ်လားဟုတ်ကဲ့ဒါပေမဲ့ကောင်းတဲ့အစီပါ salmon trout tuna herring sardine စတဲ့ငါးတွေမှာ omega 3 fatty acid တွေကျွယ်ဝစွာပါဝင်ပါတယ်အုံနောက်ရ60%နှုန်းကအစီဖြစ်ပြီးဒီအစီအတဝက်က omega 3ဆွေပါ omega 3ဆွေဟာအုံနောက်ရအာယုံကြောဆဲအသစ်တွေတိဆောက်ဖို့အုတ်မြေချသေးတယ်သူတို့ဟာတင်းရဲ့အသွေးတွေမှတ်ညံတွေရဲ့အခြေခံအဆောက်အဦတွေပါပြီးတော့ omega 3ဆွေဟာအသက်ကြီးလာရင်ဖြစ်တတ်တဲ့ညံရည်ကြောက်ဆင်းမှုကိုနှေးစေပြီးအာလ်ဇီဟိုင်းမာလိုယောဂအန္တရာယ်ကိုပါကာကွယ်ပေးနိုင်တယ်လို့လေ့လာမှုတွေကဆိုပါတယ်တပတ်ကို2ချိန်လောက်စားပေးတတ်ပါတယ်နှစ်ပရန်ကော်ဖူစီဒီလိုချစ်ချစ်ချုံချုံအပင်ပူလေးတွေကိုမကြိုက်တဲ့သူတွေရှိမယ်ထင်တယ်ဒါပေမဲ့တဲ့အုံနောက်ကျမ်းမာရေးအတွက်ဒီဟင်းတီဟင်းရွက်ကိုဒုတိယတစ်ချိန်သေချာကြည့်တယ်ပါတယ်ဘာလို့လဲဆိုတော့ဘရိုကိုလီမှာဗိုက်တာမင် K ကျွယ်ဝစွာပါဝင်လို့ပါချက်ပြုတ်ထားတဲ့ဘရိုကိုလီတစ်ခွက်ကတင်းတနေတာလိုအပ်ချက်ရဲ့ရာခိုင်နှုန်း300ကျော်ကိုဖေးဆွနိုင်ပါတယ်ဗိုက်တာမင် K ဟာအုံနောက်ဆဲတွေထဲမှာအကီးကဖွဲ့စည်းပစ္စည်းတစ်ခုဖြစ်တဲ့စဖင်ဂိုလစ်ပစ်တွေကိုဖွဲ့စည်းရမှာအရေးပါတယ်လေ့လာမှုတွေအရဗိုက်တာမင် K များများစားသူတွေဟာမှတ်ညံပိုကောင်းပြီးညံရည်ပိုထပ်မြက်တာကိုတွေ့ရပါတယ်ဒါအဖြစ်ဘရိုကိုလီမှာအန်တီအောက်ဆီဒန့်တွေလည်းများစွာပါဝင်ပြီးအုံနောက်ဆဲတွေကိုပျက်စီးမှုကနေကာကွယ်ပေးပါတယ်၃ဘလူးဘယ်ရီသီးများတစ်တီတန်စီရက်တော့ပြီးဒီမှာတင်းအုံနောက်ကကျေးဇူးတင်ပါတယ်လို့ပြောစီမယ်ဆွာနာကြီးသူတွေရှိနေပါတယ်ဘလူးဘယ်ရီတွေဟာအန်တိုဆိုယာနင်စ်လို့ခေါ်တဲ့အင်ဟာကောင်းအန်တီအောက်ဆီဒန့်တွေလည်းပြည့်နှက်နေပါတယ်ဒီအန်တီအောက်ဆီဒန့်တွေဟာအုံနောက်ရောင်နှမ်းမှုနဲ့အိုနင်းမှုကိုဖြစ်စေတဲ့ oxidative stress ကိုတိုက်ထုတ်ပေးပါတယ်ပိုကောင်းတာကဒီအန်တီအောက်ဆီဒန့်တချို့ဟာအုံနောက်ထဲမှာနေထိုင်ပြီးအုံနောက်ဆဲတွေအကြားဆက်သွယ်မှုကိုပိုမိုကောင်းမွန်အကူအညီပေးပါတယ်ကလေးရောလူရောမှတ်ညံတိုးတက်တယ်လို့သူတင်နာတွေကဆိုထားပါတယ်၄နနွားဟင်ကတ်အမွေးစင်တွေရဲ့နယ်ပယ်တဲ့ဝင်ကြည့်အောင်မကြခင်မှာသိပ္ပံပညာရှင်တွေရဲ့အာရုံကိုအများဆုံးရထားတဲ့ဟင်ကတ်တစ်မျိုးရှိတယ်နနွားပါနနွားမှာကာကျူမင်ဆိုတဲ့အာနိသင်ပါဝင်ပါတယ်ကာကျူမင်ဟာအုံနောက်သွေးကြောအကာကိုဖျက်ကျော်နိုင်တဲ့ထူးခြားစွမ်းရည်ရှိပါတယ်ဆိုလိုတာကသူဟာအုံနောက်ထဲကိုတိုက်ရိုက်ရောက်သွားနိုင်ပြီးအဲ့ဒီမှာပဲအလုပ်လုပ်နိုင်တယ်ဆိုတာပါသူမှာအန်တီအောက်ဆီဒန့်နဲ့ရောင်နှမ်းမှုကိုလော်ကြားစေတဲ့စွမ်းရည်ရှိပြီးဒါတွေဟာအာလ်ဇီဟိုင်းမာယောဂါနဲ့ဆက်နွယ်နေတဲ့အမိုင်နိုက်ပလက်စ်တွေကိုရှင်းလင်းပြနိုင်စွမ်းရည်ရှိတယ်လို့ယုံကြည်ကြပါတယ်ငါကော်ဖီမနေ့ကအတွက်ကော်ဖီမွဲမွဲလေးကိုတောက်ချင်တဲ့သူတွေအတွက်သတင်းကောင်းရှိပါတယ်ကော်ဖီဟာအိယာထနိုးဆက်တတ်မဟုတ်ပဲအုံနောက်အားစေးတစ်ခုလည်းဖက်ပါတယ်ဘာလို့လဲဆိုတော့ကော်ဖီမှာကဖိန်းနဲ့အန်တီအောက်ဆီဒန့်တွေကျွယ်ဝစွာပါဝင်လို့ပါကဖိန်းဟာအဒီနိုဆင်းချိုတဲ့အိတ်ငိုက်စေတဲ့ဓာတ်ကိုတားဆီးပြီးတင့်ကိုနိုးချတက်ကြွစေပါတယ်ပြီးတော့ဒေါပမင်လိုစိတ်ပျော်ရွှင်စေတဲ့ဓာတ်တွေကိုလည်းအမြင့်တင်ပေးပါတယ်ဒါကြောင့်ကော်ဖီထောက်ရင်စိတ်တက်ကြွသွားတာဟာတိတ်စိတ်ကူးရင်ကျင်တာမဟုတ်ပါဘူးတိတ်ပါနေညှိတဲ့အကျိုးတရားမှုပါဒါပေမဲ့အလွန်အကျွံမတောက်ထိုးတော့တတိထားပါ6အခွန်မာသီးများ nets အတန်ပရပရနဲ့အခွန်မာသီးတွေကိုကြိုက်တဲ့သူတွေအတွက်သတင်းကောင်းရှိပါတယ်သူတို့တွေဟာဦးနောက်အတွက်လည်းကောင်းပါတယ်အခွန်မာသီးတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ antioxidants တွေနဲ့ဗီတာမင် E တွေကျွဲဝစွာပါဝင်ပါတယ်ဗီတာမင် E ဟာဦးနောက်ဆဲတွေကိုပျက်စီးမှုကနေကာကွယ်ပေးတဲ့စူပါဟီးရိုးတစ်ယောက်ပါပဲ2014ခုနှစ်ကလေ့လာမှုတစ်ခုအရအခွန်မာသီးတွေကိုပုံမှန်စားသုံးတဲ့အမျိုးသမီးတွေဟာမှတ်ညံပိုမိုထက်မြက်ကြောင်းတွေ့ရှိခဲ့ပါတယ်အခွန်မာသီးအားဟုံးထဲမှာတစ်ကြိုင်သီး walnuts ဟာဦးနောက်အတွက်ထိတ်တန်းရွေးချယ်စရာပါဘာလို့လဲဆိုတော့သူ့မှာ omega 3 fatty acids တွေပါထပ်မံပါဝင်နေလို့ပါနောက်ဆုံးတစ်ခုကတော့မကြာခဏမေ့ထားတတ်ကြတဲ့အာဟာရဘန်တိုက်လေးတွေပါရွှေဖယုံသီးစေတွေပါဒီစေလေးတွေမှာ antioxidants တွေအပြင်သွတ် magnesium ကြေးညီနဲ့တန်ဓာတ်တို့လိုဦးနောက်အတွက်အရေးပါတဲ့တာရုဓာတ်တွေကျွယ်ဝစွာပါဝင်ပါတယ်သွတ်ဓာတ်ဟာအာယုံကြောအချက်မြူအတွက်အရေးပါပြီးနန်းရင် Alzheimer's ယောဂါနဲ့ဆက်ဆံနိုင်ပါတယ်။ Magnesium ဟာသင်ယူမှုနဲ့မှတ်ဉာဏ်အတွက်အထူးကြပါတယ်။ကြေးညီဟာဦးနောက်ထဲကအာယုံကြောအချက်မြူနဲ့ကိုထိန်းချုပ်ပေးပါတယ်။တန်ဓာတ်နည်းရင်တော့ဦးနောက်မုံဝေးခြင်း brain fog ဖွင့်စေနိုင်ပါတယ်။ဒါကြောင့်တရေစားအချေဟင်းကြိုတဲ့ထည့်ပြီးရွှေဖယုံသီးစေလေးတွေကိုစားသုံးပေးသင့်ပါတယ်။ကဲဒါဆိုရင်ဒီဗီဒီယိုကနေသိခဲ့ရတဲ့ဦးနောက်အားစေး9မျိုးကိုမှတ်နေလောက်ပြီးထင်ပါတယ်။အံ့ဩစရာကောင်းတာကကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေဟာဦးနောက်ရဲ့လှုပ်ဆောင်မှုကိုဒီလောက်ထိတက်ရောက်မှုရှိနိုင်တာပါပဲဒီအစားအစာတွေထက်က
ဘေးဟာကိုတင်အများဆုံးစားဖြစ်လေဒါမှမဟုတ်တင်မီးဖို့ကြောင်ထဲမှာရှိပြီးသားလားကောမန့်မှာမျှဝေပေးပါအောင်ဒီဗီဒီယိုကအသုံးဝင်တဲ့ထင်ရင် like နှိပ် subscribe လုပ်ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ကျမ်းမာပျော်ရွှင်ပြီးဉာဏ်ရည်ထိုက်မြတ်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစီ